ဒီကြသမားကသူ့ချတာတဲ့လက်ခုပ်တန်ဒီဟိတ်တဲ့ရဲ့လက်ခုပ်ကြီးကျွန်တော်တို့ပဲအားသေးပါကျွန်တော်တို့မန္တလေးကသမားတို့ခေါ်ပါဟုတ်ကဲ့အားပေးရရကျေးဇူးတင်ပါတယ်။ညောင်ဦးကနေဒီကိုမလေးလက်ကိုဖြတ်ပြီးပြေးလာတာပါလို့နော်အားပေးလိုက်ကြ။ကျေးဇူးများတင်ပါတယ်ဒုတိယတစ်ခုအနေနဲ့ဆရာ